ဟိန်းဝီရန်နဲ့လက်မထက်ခင်မှာတထင်းကြီးတဦးစီကငွေနဲ့အဝယ်ခံရဘူးကြောင်းသတင်းတွေထွက်ပေါ်နေတဲ့ဆိုပြေးတဲ့စဉ်ပရိသတ်များရှင့်စွန်မိန်မကောင်းလေးပါလို့နာမည်ကြီးနေတဲ့ဆိုပြေးတဲ့စဉ်ကဟိန်းဝီရန်နဲ့လက်မထက်ခင်မှာတထင်းကြီးတဦးစီကနေငွေပေးပြီးတော့အဝယ်ခံရဘူးတဲ့ဆိုရင်ပရိသတ်တွေယုံကြမလားဒီအကြောင်းကိုစက်ရင်လျအောင်ပြောရမယ်ဆိုရင်စိုးညီမ၄ယောက်ထဲမှာဆိုပြေးတဲ့စဉ်ကအငယ်ဆုံးမှာအနေအေးလိုဘာတညာတမ်းမှမကြားရပဲပရိသတ်ရှိမှတင်အရွယ်ရောက်ကြီးပြင်းခဲ့သူဖြစ်ပါတယ်သူ့ဘဝမှာလည်းပရိသတ်တွေကချစ်တာတွေကြီးပဲလုပ်ခဲ့တာပါမျက်နှာမှာအကြည့်ဓာတ်လေးရှိပြီးတော့နှကန်းပူပူးလေးနဲ့တအားချစ်ဖို့ကောင်းတဲ့ဆိုပြည့်စင်ကအသက်12နှစ်အရွယ်ကလေးကအမှုပညာလောကကိုဝင်ရောက်ခဲ့တာဖြစ်ပြီးအသက်18နှစ်အရွယ်မှာတင်ခေါင်းဆောင်မင်းသမီးနေရာကိုစစ်ကူးနိုင်ခဲ့ပါတယ်အနုပညာတတန်းတစ်လျှောက်မှာတောင်ရှိစားမထားခဲ့ပြီးမြဲငွေပေးဝယ်တဲ့ဖြစ်ရက်ကိုအပြိုဘွားမှာကြုံခဲ့ရတယ်လို့အတွင်းသတင်းတွေကပြောပြလာတာပါတီးရတဲ့သတင်းတွေရသူ့ကိုခြေတော်တင်ဖို့လာရောက်ကမ်းလှမ်းတဲ့ခရိုနီတထေးကြီးကိုညှင်းလွတ်ပစ်ခဲ့တယ်လို့လည်းသိရပါတယ်ဆိုပြည့်သစင်ကိုခြေတော်တင်ဖို့အတွက်မြန်မာနိုင်ငံမှာအတော်လေးနာမည်ရှိတဲ့အမည်မဖော်လို့သူတထေးကြီးတဦးကဆိုပြည့်ရဲ့မန်နေဂျာကနေတဆင့်လာရောက်ကမ်းလှမ်းခဲ့တာဖြစ်ပြီးတော့ဆိုပြည့်သစင်ကလုံးဝလင့်လျူရှုခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီကံလမှုမှာမင်းသမီးလှုပ်ရှားမလို့ပဲတသက်လုံးထိုင်စားလို့ရမယ်။သိန်းပေါင်းတောင်းချီငွေကြီးတွေပါဝင်နေပြီးအခြားကွန်တုံနဲ့ကားကောင်းစားတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဘာသာရေးလဲကိုင်းဆိုင်တယ်လို့ကိုချင်းသိက္ခာကိုအပြည့်အဝကာကွယ်ဆောင်ရှောက်တဲ့ဆိုပြည့်သစင်ကကိုဝင်နေတဲ့ကိုလမ်းကြောင်းပေါ်မှာပဲလမ်းလျှောက်ခြင်းနဲ့ရှုပ်ရှက်တွေမလို့ဘူးလို့ယတိပြတ်ပြောခဲ့တာပါ။ဒါကြောင့်ဟိုဘက်ကခရိုနီတထေးကြီးခမလက်မိုင်ချသွားပေးရပြီးတော့မာနဂယ်လီဆိုပြည့်သစင်ကိုနောက်ထပ်ကလန်းနာမျိုးမလုပ်ရဲကြတော့ဘူးလို့သိရပါတယ်။ဆိုပြည့်သစင်လိုပဲနောက်ထပ်ဂုံတိတ်ခါပိုင်းမှာအနေထိုင်ပြတ်သားဖို့ကောင်းတဲ့မင်းသမီးတွေကလည်းအများကြီးရှိလို့နေပါတယ်။ဆိုပြည့်သစင်ကအနေထိုင်အေးဆေးပြီးကိုရဲ့တိတ်ခါကိုလေးစားတမိုးထားခဲ့တာကြောင့်ဟိန်းဝီရန်တင်မကဟိန်းဝီရန်တို့မိသားစုတွေကပါချစ်ခင်နေဆိုတာပရိသတ်တွေအားလုံးကသိရှိပြီးသားဖြစ်မှာပါ။အမှုပညာရှင်တော်တော်များများကခရိုနီတထဲတွေနဲ့လက်ထပ်ကြတာတွေခရိုနီတထဲတွေရဲ့အထောက်ပံ့နေယူတာတွေရှိကြတယ်ဆိုပေမဲ့စိုးညီမတွေထဲမှာတော့စိုးပြည့်သစင်ကအငယ်ဆုံးဖြစ်တယ်လို့အချောဆုံးအလားဆုံးလည်းဖြစ်တာကြောင့်ဒီလိုကိစ္စတွေရှိတယ်ဆိုတာကတော့ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။တချို့တွေနဲ့အဆိုရလဲစိုးပြည့်သစင်ကအရင်တုန်းကဆရာဝန်ကြီးတယောက်နဲ့ပတ်သက်ဘူးတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြန်ပါတယ်။ဒီလိုကိစ္စတွေကအမှန်တရားဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုတော့ပတ်ဝန်းကျင်ကလူတွေကပဲအတိဆုံးဖြစ်မှာပါ။ဘာပဲပြောစိုးပြည့်သစင်ကအနေထိုင်အေးဆေးပြီးကိုချင်းသိက္ခာကောင်းမွန်တာကြောင့်ဟိန်းဝီရန်တို့မိသားစုရဲ့ပိုင်ဆိုင်မှုတွေတော်တော်များများကိုရရှိထားတာဖြစ်တယ်လို့မင်္ဂလာပွဲကိုဆိုရင်လည်းမြန်မာနိုင်ငံကအမှုပညာရှင်တွေထဲမှာမျက်နှာအရဆုံးမင်္ဂလာပွဲကြီးလို့ပြောရမှာပဲဖြစ်ပါတယ်။ဆိုပြည့်ကိုရောကိုငဲ့ဦးပါချစ်ကြတဲ့မိတ်ဆွေတွေတငယ်ချင်းတွေနဲ့အမှုပညာရှင်တွေလုပ်ငန်းရှင်တွေအများကြီးတက်ရောက်ခဲ့ကြတာဖြစ်ပြီးတကယ့်ကိုရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ဝတ်စုံတွေဗဒများစီချဲထားတဲ့ဝတ်စုံတွေကိုဝတ်ဆင်ခွင့်ရတယ်ဆိုတာဆိုပြည့်သစင်ရဲ့ကိုချင်းသိက္ခာနဲ့တီလာတွေကြောင့်ဖြစ်တယ်ဆိုတာညင်းလို့မရပါဘူး။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောအခုထွက်ပေါ်နေတဲ့သတင်းတွေနဲ့ပတ်သက်ပြီးဘယ်လိုမှတ်ချက်ပြုခြင်းလဲဗီဒီယိုအောက်ကကွန်မန့်လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်